မင်္ဂလာပါဒီမှာဒီကောမလေးမေးထားတာပေါ့နော်အကိုရေးတဲ့ဒီဒွင်ရင်းနဲ့လော်ဘာကဘယ်ဟာစိတ်သိမ့်လဲပေါ့နော်စိတ်သိမ့်လဲဘယ်ဟာစိတ်သိမ့်လဲဆိုပြီးတော့အာပီလေးပြန်ပေးပါဆိုပြီးတော့မေးထားတာပေါ့နော်အဲ့တော့ဒွင်ရင်းနဲ့လော်ဘာဘယ်ဟာစိတ်သိမ့်လဲဆိုတော့အဲ့ဒီနေရာမှာလူနှမျိုးခွဲပြီးတော့ပြောရမှာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒွင်ရင်းကိုကြိုက်တဲ့လူကလည်းဒွင်ရင်းကိုကြိုက်ကြတယ်ဒါပေမဲ့မြန်မာပြည်မှာတစ်ချက်ရှိတာဒွင်ရင်ပဲဖြစ်ဖြစ်ပါပဲဖြစ်ဖြစ်ပေါ့နော်ဒီအပင်တစ်မျိုးကတယောက်ကယူသွန်းပြီဆိုလို့ရှိရင်နောက်ထပ်လူတွေကလည်းယူသွန်းကြတာပေါ့နော်ဒါကတော့အပြစ်ပြောတာမဟုတ်ဘူးနော်ဒါကတော့ကိုကြိုက်လို့ကိုစိုက်တာစိုက်လို့ရပါတယ်ဒွင်ရင်ပဲစိုက်လော်ဘာပဲစိုက်ပါပဲစိုက်အဲ့တော့ဒွင်ရင်နဲ့လော်ဘာနဲ့အားနည်းချက်ရှိနေပြီးတော့အားသာချက်ရှိတာဘာလဲအားနည်းချက်နဲ့အားသာချက်ရှိလဲဆိုတော့ဒွင်ရင်ကကြတော့ကျွန်တော်တို့နောက်ထပ်ကောင်းသည့်ဖြစ်စေဆိုးသည့်ဖြစ်စေဘယ်လိုຢာမျိုးဆိုပေါ့နော်ကျွန်တော်တို့တကယ်လို့ကျွန်တော်တို့ပြည်တွင်းမှာပေါ့နော်ဒွင်းရင်းတွေတအားထွက်များလာပြီဆိုလို့ရှိရင်ကျွန်တော်တို့ပြည်တွင်းမှာကြတော့ဒွင်းရင်းကိုဖြုံးလို့မနိုင်တော့ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ပြည်ပဈေးကွက်ကိုရှာလို့ရတာပေါ့နော်ရှာလို့လွယ်ကူမယ်လို့ကျွန်တော်ထင်တာပေါ့နော်ကျွန်တော်မြန်မာနိုင်ငံမှာကြတော့အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒွင်းရင်းတွေများလာတဲ့ခါကျရင်ကျွန်တော်တို့ပြည်တွင်းမှာဖြုံးလို့မနိုင်ဘူးဆိုလို့ရှိရင်ကျွန်တော်ပြည်ပဈေးကွက်ကျွန်တော်ရှာကြမယ်ပြည်ပဈေးကွက်ကိုရှာပြီးတော့ကျွန်တော်ပြည်ပကိုပေါ့နော်နိုင်ငံခြားကိုကျွန်တော်တို့တွင်းမယ်အဲ့လိုမျိုးလေးရတာပေါ့နော်ဆင်ပြေနိုင်တယ်လော်ဘာကြတော့ဘယ်လိုမျိုးလဲဆိုတော့အခုလက်ရှိအခုလိုမျိုးကျွန်တော်နိုင်ငံရေးရပေါ့နော်နိုင်ငံရေးရလည်းတိတ်မကောင်းတဲ့ကာလမှာဆိုလို့ရှိရင်ကျွန်တော်လော်ဘာတွေကကြတော့ကျွန်တော်ဒီအခုဆိုလို့ရှိရင်ဒီထိုင်းဝယ်ဝင်ရတာပေါ့နော်ထိုင်းဝယ်ဝင်တဲ့ခါမှာကျွန်တော်လော်ဘာတွေကဘယ်လိုဖြစ်ကြလဲဆိုတော့ဖမ်းမိကြတာပေါ့နော်နှိပ်ဈေးနှိပ်ပြီးတော့ဝယ်ကြတယ်ပြီးတော့မြန်မာပြည်ကဝင်တဲ့လော်ဘာတွေဆိုလို့ရှိရင်အခုချိန်မှာတိတ်ပြီးတော့လက်မခံကြဘူးပေါ့နော်တိတ်ပြီးတော့လက်မခံကြဘူးမြန်မာပြည်ကဝင်တဲ့လော်ဘာချီးတို့လော်ဘာပြားတို့ဆိုလို့ရှိရင်တော့နေဇက်တွေမှာဆိုလို့ရှိရင်တော်တော်ကြီးဖမ်းမိကြတာပေါ့နော်ဟို၄-၅ ရက်ကဆိုလို့ရှိရင်လည်းဒီကျွန်တော်နေဇက်တွေမှာပေါ့နော်တော်တော်ကြီးဖမ်းမိကြတယ်လို့သတင်းကြားရတယ်ဒါကြောင့်မလို့ကျွန်တော်သတင်းအဲ့လိုမျိုးဖမ်းမိလေကျွန်တော်တို့မြန်မာနိုင်ငံမှာကြတော့လော်ဘာဈေးအကျလေဖမ်းမိလေလော်ဘာဈေးကျလေအဲ့လိုမျိုးဒါဆိုလို့ရှိရင်ကျွန်တော်ထိုင်းကဒီလော်ဘာဈေးကိုလော်ဘာကိုတိတ်ပြီးတော့မယူကြဘူးဆိုလို့ရှိရင်ကျွန်တော်မြန်မာနိုင်ငံမှာထွက်နေတဲ့လော်ဘာတွေကကြောက်ဈေးကတဖြည်းဖြည်းကျဖို့လားလာရှိတာပေါ့နော်အဲ့ဒါလော်ဘာရဲ့အားနဲ့ချက်ပေါ့နော်အဲ့လိုမျိုးရှိတယ်ပြီးတော့သူ့ရဲ့လော်ဘာရဲ့အားသာချက်ကကြောက်ဒွင်းထက်သူကအားသာတာကြတော့ဒွင်းလောက်မရှုပ်ဘူးပေါ့နော်ပြီးတော့ဒွင်းလောက်ကျွန်တော်ကောက်ကြဈေးမရှိဘူးဒါလော်ဘာရဲ့အားသာချက်ပါပြီးတော့ဒွင်းရဲ့အားသာချက်ကဒွင်းရဲ့အားနဲ့ချက်ကတော့ကျွန်တော်တို့ငွေကောက်ကြေးကြများတယ်နီးပညာတော်တော်ကြီးလိုအပ်တာပေါ့နော်ဒါကြောင့်ဒွင်းရဲ့အားနဲ့ချက်အဲ့တော့ဒွင်းရဲ့အားသာချက်ကကြတော့တကယ်လို့ပင်တပင်ကျွန်တော်စိုက်လာပြီးတော့ကျွန်တော်အသီးယူလို့ရသွားပြီပင်ကအကြီးထွားမှုပင်ကြီးသွားတဲ့ခါကျတော့ရှင်းနေ9နှစ်ဆိုလို့ရှိရင်ကျွန်တော်တော်တော်ကြီးသီးယူလို့ရတဲ့နေထားတစ်ခုရောက်သွားပြီဆိုလို့ရှိရင်တော့ဒါ